မင်္ဂလာပါခင်ဗျာ UK Today Channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးတင်ပြရပါတော့ကျွန်တော်ရဲ့ YouTube မှာ UK Today ကိုအားပေးနေတဲ့မျိုးတွေအတွက်ကိုဒါမဲ့တစ်ပတ်စာအတွက်3ရက်မွေးစာတော့ပတ်တင်တဲ့မေးခွန်းအတွက်ကိုလာရောက်ပြီးတော့အဖွဲ့ဝင်တို့ရပါဆိုတဲ့အကြောင်းကိုလာပြီးပြပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါ channel လေးကို subscribe လုပ်ရသေးရင်နှိပ်ထားပေးဖို့တောင်းဆိုပါရစေခင်ဗျာဟုတ်ကဲ့ပါလာမယ့်တစ်ပတ်စာအတွက်3ရက်မွေးစာတော့ပတ်တင်တဲ့မေးခွန်းကိုလာရောက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကိုကြည့်ပြီးနောက်ပိုင်းမှာအဖွဲ့ဝင်လို့ရပါပြီအဖွဲ့ဝင်ချင်းမလိုဘဲနဲ့အဖွဲ့ဝင်ကဏ္ဍကိုလာရောက်ပြီးတော့အဖွဲ့ဝင်ကဏ္ဍကိုလာပြီးယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒါလေးကိုလာပြီးပြပြပေးခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်မှာတော့ကျွန်တော်ရဲ့3ရက်မွေးစာလို့ပတ်တင်တဲ့မိန်းကစောပြီးထွက်သွားတယ်ကျန်တဲ့အချိန်ဒုတိယအတီကျွန်တော်ထုတ်ပြီးပေးတယ်ပေါ့နော်အဲ့ဒုတိယချိန်ပတ်တင်ကကျွန်တော်ရက်ကြော်ပြီးတော့နောက်ကျသွားပြီးအဆင်ပြေဖြစ်သွားခဲ့တယ်နောက်တော့တစ်ပတ်စာကအမျိုးတွေလည်းအဆင်မပြေသေးတော့အဆင်မပြေသွားဘူးပေါ့နော်နောက်ကျသွားတဲ့ကြောင့်မို့အဆင်မပြေသွားဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တပတ်စာကတော့ကျွန်တော်ကတော့ပုံမှန်ရတဲ့အခွေတွေရတဲ့ motivity တွေပဲကျွန်တော်ပုံမှန်တင်ပေးနေပေါ့နော်ဒါပေမဲ့အဆင်ပြေဖြစ်သွားတယ်ကျွန်တော်စိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်ကတော့လကားပေးတာပဲဖြစ်ဖြစ်ပတ်စံနဲ့ရောင်းတာပဲဖြစ်ဖြစ်အားလုံးကိုစဉ်းစားထားပြီးတော့ပဲကျွန်တော်တင်ပေးတာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်ရဲ့ခဏနေယူတဲ့အခါမှာလည်းကိုယ့်အတွက်တကယ်အဆင်ပြေမှလားဒီတော့မှခင်ဗျာကျွန်တော်အခု3ရက်မွေးစာတော့ပတ်တင်တဲ့မျိုးကကိုကျွန်တော်စီမှာအဖွဲ့ဝင်ကဏ္ဍကိုလာပြီးယူလို့ရတယ်အဖွဲ့ဝင်ချင်းဘယ်လိုပဲလာပြီးယူလို့ရတယ်ဒါပေမဲ့ဒီကဏ္ဍတွေက UK Today ရဲ့ကဏ္ဍတွေကကျွန်တော်ရဲ့အမျိုးတွေကိုအဆင်ပြေဖြစ်တယ်ဆိုလို့ရှိရင်တော့လာရောက်ပြီးတော့မယူပါနဲ့ကျွန်တော်ကလည်းfree ကူညီပေးတာဖြစ်ပါတယ်ကျွန်တော်အတွက်ဒီဘက်တစ်ချက်မှရလာတယ်မဟုတ်ဘူးကျွန်တော်ကမမျောဒီဘက်တစ်ချက်မှလည်းမျောမှန်းထားတာမရှိပါဘူးကျွန်တော် free ကူညီပေးတာဖြစ်တဲ့ကြောင့်မလို့တကယ်ကျွန်တော်ရဲ့ကဏ္ဍမျိုးယုံကြည်မှသာလာရောက်ဆက်သွယ်ပြီးတော့ယူပါဟုတ်ကဲ့ပါအခုလာဆက်သွယ်ပြီးယူချင်တဲ့မျိုးတွေကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်25114343 Viber မှာဆက်သွယ်ပြီးလာပြီးယူလို့ရသလိုကိုလေးတေ Viber မရှိတဲ့မျိုးတွေကတော့94393865ဖုန်းဆက်သွယ်ပြီးတော့လာပြီးယူလို့ရပါတယ်ခင်ဗျာဟုတ်ပါတယ်အဖော်ဝင်ကြီးမလိုဘဲနဲ့ free လာရောက်ပြီးတော့ယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးနောက်ပိုင်းမှာတောက်ကြနေညနေခင်းကျွန်တော်ဒီဗီဒီယိုဖိုင်ကြည့်ပြီးနောက်ပိုင်းမှာတောက်ကြနေညနေခင်းစပြီးတော့တောက်ကြစနေတနင်္ဂနွေပေါ့နော်3ရက်အတွက်ကို3ရက်ဒီမှာလာပြီးယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီ3ရက်မွေးစာလို့ပတ်တင်တဲ့မျိုးကတော့ကျွန်တော်ရဲ့မျိုးတွေအတွက်ကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်စူးစမ်းပေးထားတယ်ပတ်တီးရောက်မျိုးကိုရအောင်ကျွန်တော်အကောင်းဆုံးဖြစ်အောင်စူးစမ်းပေးထားတယ်ပေါ့နော်အဲကြောင့်မလို့လူချင်းရချင်တဲ့မျိုးတွေကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်တွေခုချပြတဲ့ဖုန်းနံပါတ်တွေဟိုဆက်သွယ်ပြီးတော့လာပြီးယူလို့ရပါတယ်ခင်ဗျာဒါလေးကိုလိုက်ပြပေးခြင်းဖြစ်ပါတယ်တပတ်စာကတော့ကျွန်တော်ပုံမှန်တင်ပေးနေကြအချိန်မှာပဲကျွန်တော်စနေတော့မဟုတ်တဲ့နေ့မှာတရက်မှာကျွန်တော်ပုံမှန်တင်ပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါအခုကျွန်တော်ပြီးမှကြည့်ပြတော့ဘက်မှာနောက်ဆက်သွယ်ပြီးယူလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်